ကဲပနဲ့ရိုက်ကတော့ပွဲအပုံလေးပါဗျာအရင်ဆုံးလောရမှာကတရဏဂုံသုံးပါတရဏဂုံတင်ပါတယ်တရဏဂုံပြီးပြီဆိုရင်ဝင်းတော်မူပြီးတဲ့ဘုရားလေးစုနဲ့ရိမစ်တရားမြတ်စွာဘုရားငါးသူတို့လက်ဆက်ပြန်ဥထိပ်ပန်းဆိုရင်ဥချပါတယ်နောက်ပြီးတော့ပွဲကိုကင်ပါတယ်ပွဲကိုကင်ပြီးရင်ဘုံမိရာသာညီတင်ချာကိုအစိုးရသည့်နဂါတနည်းညီနမင်းနှင့်နမျက်နှာကောင်းနှအပေါင်းတို့အားလူဒန်းပါသည်စီမီနန္တာဖုံငပြောနှင့်ရေတော်လက်ဖက်ပန်းနန္တာကိုပူဇော်ပါသည်ရွှင်အားရည်ပြူ3000ပါလော့ဒေဝထင်ရှားရှင်နှများတို့ဘုံမိရာသာညီတင်ချာကိုအစိုးရသည့်နဂါတနည်းညီနမင်းနှင့်နမျက်နှာကောင်းနှအပေါင်းတို့အားတိုင်ကြားပါသည်ဤမြေပေါ်၌ဗနက်ချာကအင်းဆောင်မြေကိုခွင့်ပြုပါလော့ဒေဝထင်ရှားရှင်နှများတို့ဘုံမိရာသာမြေတင်ချာကိုအစိုးရသည့်နဂါတနည်းညီနမင်းနှင့်နမျက်နှာကောင်းနှအပေါင်းတို့မြေပေါ်တွင်မကောင်းသောအရာမကောင်းသောဓမြရှိနေပါကဆယ်ပါရှားပါဆောင်းလျှောက်ပါလော့ဒေဝထင်ရှားရှင်နှများတို့အောင်သည်ယတုတပ္ပမင်္ဂလံအောင်သည်ယတုတပ္ပမင်္ဂလံအောင်သည်ယတုတပ္ပမင်္ဂလံသုံးအောင်ဆိုပြီးကြောက်လို့ရပါပြီဒါလေးကပနက်ရိုက်ပြီးတော့ညီဆောင်နဲ့အားပနက်ချဖို့ခွင့်တောင်းတဲ့ပုံစံလေးပါဗျာ